Sisiba entertainment channel ဖြစ်တဲ့ကြီးအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီနေ့မှာတော့ကဘာဆောင်းလေးပုတ်ကိုဖွင့်ပြပေးခြင်းနဲ့ပေါ့နော်ဒါပေမဲ့ဒီကဘာဆောင်းလေးရတာဘယ်သူလဲဆိုတော့သိမှာပေါ့နော်ဒါဒီသူကနာမည်ကြီးမင်းသားတယောက်ပါဒီမင်းသားဘယ်သူလဲဆိုတော့ကျွန်တော်မှတ်ခဲ့ပေးပါအောင်နော်ကျွန်တော်တူကြည့်လိုက်အောင်နော်ပြန်လွေလွေဝေးနေဝေးလာတဲ့ငယ်ငယ်ဝိုးလီဟုံစီခီနေပေပြောကြွေကြွေတောင်မပြက်ပြက်သွင်းသွင်းခတ်လို့မယမနာအစိတ်ပြန်တန်းနေတို့များလေးအားကြပါရဲ့မင်းလို့ပုံနေတောင်မလေးများရနိုင်ရင်တော့လူချင်တော့ခွေဒါမှချစ်တဲ့သူရှိရာမင်းလိုပဲတို့လေးပြန်နိုင်မယ်ဝေဟင်မလေးရင်စီလေးလေးကိုလာရင်မစ်စီကိုလာတဲ့ဝေးပြန်လာရင်ချစ်ကိုရိတ်ွယ်ကတွေကသူ့ကိုတွေဆူဆူလိုက်တယ်သူအဲ့လောက်ပဲတင်ထားတာနော်အဲ့လောက်ပဲတင်ထားကျွန်တော်ဒီလောက်ပဲဖွင့်ပြပေးလို့ရမှာပေါ့နော်အပြောဒီမင်းသားဆိုတာကောင်းတယ်ပေါ့နော်အဲကြောင့်ကျွန်တော်ပြန်လဲပြီးဝေမျှပေးခြင်းဖြစ်ပါတယ်တီးရတယ်သူမိုက်တယ်ပေါ့နော်ဇမင်းသားဆိုတော့တီးရောအကာရောရမိုက်ပါတယ်ဝင်ရင်ဗီဒီယိုပိုင်စင်များကိုလည်းလေးစားလျက်ပါပဲနော်အားလုံးပဲချစ်ချင်းမေတ္တာဖြင့်ငြိမ်းချမ်းကြပါစေနော်